90% လောက်တော့တေချာနေပါတယ်ကျွန်တော်တို့ 8K ကို30 fps ထိရိုက်လို့ရမယ်တေချာကြည့်80 megapixel ဘာလို့ဖို့လဲပေါ့ဆိုတော့အခုကတော့ကျွန်တော်တို့ photographer တွေပြောမှဆိုနည်းနည်းလေး photographer archi ပေါ့ဗျာ okay သူတို့ရဲ့အကြိုက် A7R6 မေလာထဲမှာလာမယ်လို့တော့ဒါ rumor တွေကကြဲကြဲပြန့်ပြန့်ထွက်နေပြီပေါ့နော်ဆိုတော့ okay ဘာထူးကြလို့ကျွန်တော်အခုလိုမျိုးဗီဒီယိုလုပ်ရှင်တာလဲဆိုလို့ရှိရင်တော့ဒီကောင်ကြီးကစားထွက်ကစားကကျွန်တော်ကြည့်တဲ့ဗီဒီယိုထဲမှာလည်းသူကပြောပြထားတယ်80 megapixel တဲ့ what the fuck 80နော်80 megapixel ဆိုတော့80 megapixel ဆိုတာကြီးကအဲ့ဒါကြီးကတော်တော်ကြီးကိုများတယ်ပေါ့နော်ဆိုတော့ဟာဟုတ်ပါမလားဗောကိုကတေချာကြည့်80 megapixel ဘာလို့ဖို့လဲဗောဥမာ R5 တုန်းကတော့မှကျွန်တော်တို့61လားမသိဘူးဒီ megapixel ကြီးတောင်မှဓာတ်ပုံဟိုကျွန်တော်အကိုဓာတ်ပုံဆရာတယောက်ဆိုလို့ရှင်သူ compress လုပ်ပြီးတော့ရိုက်နေရအောင်เนาะဘာဖြစ်လို့လဲဆိုလို့ရှင် megabyte storage ကအရင်များတာ哦စိတ်ဝင်စားတာနဲ့လိုက်ပြီးတော့ source တွေကို live ဖတ်တဲ့အချိန်မှာကတော့80 megapixel လည်းဖြစ်နိုင်တယ်လို့သူကဒါပေမဲ့ဖြစ်နိုင်ခြင်းအများတယ်ပေါ့เนาะပြောမယ်ဆို strong rumors ကတော့ဖြစ်နိုင်ခြင်းအများဆိုတော့ကျွန်တော်တို့ဒီ4နဲ့61နဲ့ဒီ80ကြားထဲမှာပေါ့เนาะအဲ့ကြားထဲက megapixel တခုနဲ့ပဲထွက်လာမယ်လို့တော့ rumor တွေကိုတကယ်တိတိကျကျဖော်ပြတဲ့ magazine တွေ website တွေကနေတော့ပြောထားတယ်ပေါ့เนาะအဲ့တော့80 megapixel တော့မဟုတ်တော့ဘူးပေါ့အဲ့တော့သူက67 megapixel 80နဲ့ဒီ65ကြားထဲမှာတော့အဖြစ်နိုင်ဆုံးပဲ okay သူ့ရဲ့ sensor ကတော့ကျွန်တော်တို့ဒီ partially stacked sensor ကို CMOS sensor ပေါ့နော် okay ဒီ sensor ကကြတော့ဒါဟိုတော်တော်ကျန်းတဲ့ sensor တွေမှာပါတယ်ပြောမယ်ဆိုရင်သူ့ရဲ့ processor ကလည်းအသစ်ပြ Bionic HR2 နဲ့ပတ်သက်ပြောမယ်ဆိုကျွန်တော်တို့ focus တွေဖြတ်တာတအားမြန်မယ် detect လောက်တာတွေကဥမာလူတွေတရိတ်ဆန်တွေကားတွေဒါတွေကတော့ဒါကျွန်တော်တို့ခုနောက်ပိုင်းထွက်လာတဲ့ camera တော်တော်များများ detect ဖြစ်ပါတယ်ပေါ့နော်ပြီးတော့ AI processor တွေတောင်းရင်ကျမ်းမဲ့အတွက်ကြောင့်မို့လို့ဒါ rolling shutter တွေတအားကောင်းလာမယ် RCV လည်းဖြစ်နေပြီးတော့ဒေါ်လာ4000နီးပါးလောက်ရှိတဲ့ series camera ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတွေကတော့တိတ်မထူးဆန်းဘူးကျွန်တော်ရဲ့ video တွေကအဲ့လို specification တွေပြောပြတာတဲ့ကျွန်တော်က information လေးတွေပြောပြတာချင်တာလေးပါတယ်ပေါ့နော် okay အဲ့တော့ဒီမှာကသူ့ရဲ့ဒီ partially stacked sensor ကတော့ဟိုအားသာချက်ရှိရဗျာသူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ preview ပေါ့နော် live ကို preview လုပ်တဲ့နေရာမျိုးလို့ပါလို့ဆိုလို့ရှိရင်တော့ဥပမာကျွန်တော်တို့ကဓာတ်ပုံရိုက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်ရုံဟိုဟာတွေဆိုလို့ရှိရင်ကင်မရာတွေဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံရိုက်လိုက်လို့ရှိရင် plug ဆိုပြီးတော့နည်းနည်းလေး sensor ကအလုပ်လုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကခဏစောင့်ပြီးရတယ်ပြီးတော့မှကျွန်တော်တို့ထားပါတော့ view finder ကြည့်တယ်ဆိုလဲ view finder မှာပေါ်လာမယ်ပေါ့နော်ဒါပေမဲ့ဒီ sensor ရဲ့အလုပ်လုပ်ပုံကကြတော့သူကမိုက်တယ်တခါတည်းပတ်ကနေဆိုတာနဲ့ချက်ချင်း view finder မှာ live ပုံစံမျိုးကိုကြည့်လို့ရမယ်view finder ကလည်းဒါ OLED နဲ့လာမယ်လို့တော့အတိအကျပြောထားတယ်ဒီ information တွေကတော့မှန်တော့ပါတယ် okay သူ့ကိုနည်းနည်းလေး crazy ဖြစ်သွားစေတဲ့အချက်တွေအခုကျွန်တော်စပြောပြတော့မယ်30 fps เนาะ30 fps 30 fps ကို continuous shooting လုပ်လို့ရပြီးတော့ကျွန်တော်တို့40 bit raw ထွက်မှာဖြစ်တယ်ဒီနေရာမှာကျွန်တော်ပြောရအောင်ဒါတွေက rumor တွေเนาะကျွန်တော်တို့အတိအကျကြီးထွက်လာမယ်လို့တော့မဟုတ်ဘူး60 fps 60 fps ကလည်းဒါကျွန်တော်တို့ AE AF ပြောမှဆို tracking လိုက်တဲ့နေရာမှာဒါတော်တော်ကျန်းသွားပြီဒါပေမဲ့ဒါ rumor เนาะကျွန်တော် rumor အရဆိုရင်တော့ကင်မရာကတော်တော်ကျန်းနေပြီပေါ့เนาะ tracking ပါတဲ့အတွက်ကြောင့်မလို့ဒါ60 fps brush နေနဲ့ဒါတို့ထွက်မယ်ပေါ့နော်ဆိုတော့ဒီကောင်က flash very flash series ဖြစ်တဲ့ဒါ A series တွေပေါ့နော်ပြောမယ်ဆိုလို့ရှိရင် A9 တို့ A1 တို့အဲ့လိုမျိုး series တွေမှာပါတဲ့ဒါ sport camera territory ပေါ့နော်အဲ့လိုမျိုး system တွေကိုဒါကျွန်တော်သုံးလို့ရမယ်ဒီ camera ကနည်းနည်း medium format တွေကိုလိုက်ပြီးတော့ budget ဖြစ်နဲ့ live file မဲ့သဘောမှရှိတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်လုံးဝဆောင်းကျန်းပါတယ်ဆိုတော့အဲ့လိုမျိုး flash line နဲ့ဒီဖြစ်တဲ့ဒီ media format camera တွေပေါ့နော် Hasselblad တို့ပါလို့လိုမျိုးပေါ့အဲ့လို camera တွေပြီးရင်သူတို့ရဲ့ Sony ရဲ့ဒါ A series တွေပေါ့နော်ဒါမျိုးတွေကိုနည်းနည်းလေးလိုက်ပြီးတော့ရှင်မဲ့သဘောမှရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဓာတ်ပုံတွေကို reshoot လုပ်တဲ့နေရာမှာဒါအရန်ကိုမြန်လာမယ်ခုနကကျွန်တော်ပြောတဲ့ live preview လုပ်တဲ့ပုံစံမျိုးတွေပေါ့ပြီးတော့သူ့ရဲ့ dynamic range ကလည်းလုံးဝကိုကျုပ်စိန်ကြီးဖြစ်နေလိမ့်မယ်ပြီးရင်ခုနကကျွန်တော်ပြောတဲ့ rolling shutter ကလည်း very less ဖြစ်မယ်ကျွန်တော် rolling shutter က videography မှာဒါတိတ်ပြီးတော့ဒါဟိုဘက်ဒီဘက်ရမ်းတဲ့အခါမှာတိတ်မတိတာပြီမဲ့ဓာတ်ပုံမှာကြတော့ကျွန်တော်တို့ spot တွေကိုပဲရိုက်ဒီ wildlife photography မှာပဲဖြစ်ဖြစ်ဘယ်လိုမျိုးနေရာတွေမှာဖြစ်ဖြစ်ကိုလက် handshake ပုံမူတည်ပြီးတော့ rolling shutter အရင်အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ဒီမှာတော့ဒါ rolling shutter ကိုလုံးဝသူတို့ less ဖြစ်အောင်လုပ်ပေးမယ်လို့သူတို့ပြောထားတယ်ပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြောတယ်ပေါ့နော်သူ့ရဲ့ dynamic range အရန်ကျန်းတဲ့အတွက်ကြောင့်မို့လို့ highlight တွေပိုကောင်းလာမယ် shadow တွေကို recovery တွေလုပ်တဲ့နေရာမှာဆိုရင်ဒါအရန်ကိုမိုက်လာမယ်ပေါ့နော် okay ကျွန်တော်နည်းနည်းလေးဒီ rumor ကိုစိတ်ဝင်စားတဲ့အချက်ကကြတော့သူ့ရဲ့ video capability ပဲဗျာ R series က videography တော့မဟုတ်ဘူးအော်ဒါပေမဲ့သူတို့ပုံမှန်ဒီ hybrid နီးပါးလောက်ဖြစ်အောင်လို့ကျွန်တော်တို့ 4K တွေပါတော့ထည့်ပေးတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာကနည်းနည်းထူးဆန်းတာကသူပြောထားတဲ့အတိုင်းပေါ့ rumor တကယ်ထွက်လာမလားတော့မသိပေမဲ့
90% လောက်တော့တည်ကြနေပါတယ်ကျွန်တော်တို့ 8K ကို 30 fps ထိရိုက်လို့ရမယ် oh my god 8K เนาะ 8K ကို 30 fps ထိရိုက်လို့ရမယ် 10K ကနေ over simple လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကျစိပြီးတော့နောက်တစ်ခုက 8K တောင်30 fps ဆိုမှတော့ 4K 120p ရတော့ဒါပြောစရာအောင်မလိုတော့ဘူးပေါ့နော်ဆိုတော့ဒီကောင်ကသူကဒီ videography တွက်ကိုပါနည်းနည်းလေးကြည့်ပေးလာတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ဒါ R series ကိုကြိုက်တဲ့တပ်ပုံဆရာတွေတော့ကတော့ဝမ်းသာစရာပဲဘာလို့လဲဆိုရင် okay ကို့မှာ video camera တစ်လုံးမပါလာဘူးဆိုရင်တော့မှဒါဒီ camera နဲ့ပဲတောင်း ADS တော့review လောက်ဖြစ်ဖြစ် pocket လောက်ဖြစ်ဖြစ်တော့ဒါရိုက်လို့ရမယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကတော့အစိုးရတွေကကျွန်တော်တို့ FX series တို့ hybrid တို့လိုမျိုးဗီဒီယိုတော့ကိုဦးစားပေးထားတာမဟုတ်ဘူး cinema line မဟုတ်တဲ့အတွက်ကြောင့်မို့လို့ raw video ကိုတော့ကျွန်တော်တို့ရိုက်လို့ရမှာမဟုတ်ဘူးခုနကကျွန်တော်ပြောသလိုပဲ open gate တွေဘာတွေကလည်းဒါ no way ပေါ့နော်ဘာလို့လဲဆိုတော့ဒါသူက videography တော့ဦးစားပေးထားတယ်ကင်မရာမဟုတ်ဘူးလေဗျာเนาะ resolution ဖြစ်တဲ့အတွက်ဒါတပုံပြီးတော့ကျွန်တော်တို့ videography မှာလည်းအဲ့လောက် resolution အများကြီးလည်းမလိုပါဘူးပို့ပြီးတော့မှ storage တွေမလိုအပ်တဲ့ဟာတွေပို့ပြီးတော့ဖြစ်သေးတယ်ပေါ့နော်တကယ်ပဲ 8K 30 fps ကြီးရိုက်လို့ရှိရင်heat ဘယ်လိုလုပ်မလဲပေါ့အဲ့တော့ခုနပြောတဲ့ partially state sensor ဆိုတာက state ဒီ stack sensor တွေကအဲ့ဒါပိုကောင်းနေဗျာဒီလားသူကဒီ heat issue ကိုဒီ sensor ကနေပြီးတော့တော်တော်များများလုပ်ပေးတယ်ပြီးတော့နောက်တစ်ခါသူတို့ရဲ့ဒီ Bionic HR2 ဆိုတာလည်း generation အသစ်ဗျာ processor generation အသစ် AI ဝဲ focus လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ heat အတွက်လည်းဒါစိတ်မပူဘူးလို့တော့ပြောထားရတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ပါ mirrorless camera တော်တော်များများတွေက design တွေကဒီပုံစံမျိုးတွေပဲလာတာများတယ်ဒီကောင်းရဲ့ design ဆိုရင်လည်းဒါ rumor တွေအရဆိုလို့ရှိရင်ကျွန်တော်တို့ A75 or ဒါမှမဟုတ်ဒီ A-series တစ်လုံးလုံးနဲ့သွားတူမယ်ပေါ့နော် A75 နဲ့ပို့တူမယ်လို့တော့ပြောထားတယ်ပြောမှဆို traditional ထက်နည်းနည်းလေးပဲဒီဟို tailor လုပ်လို့ရတဲ့ flip screen တွေပါလာမှာပဲရှိတာပါဆိုတော့processor နဲ့ဒါ sensor တအားကောင်းနေတဲ့အတွက်ဒီ heat ကိုပြန်ပြီးတော့သူတို့ဖြည့်ပေးမယ်ဆိုတဲ့သဘောပေါ့နော်ဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ် video ကင်မရာတွေလောက်တော့ဒါပုံမကောင်းနိုင်တာတော့သိကြရလေနော် dynamic range က60 plus ထိရှိတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ noise cancellation တွေဒီ low light တွေ highlight တွေ shadow တွေတော့ကတော့ R series တွေတိုင်း R series တွေအကြောင်းသိတဲ့ cameraman တွေကတော့သိပါတယ် okay ကျွန်တော်တို့ cameraman တွေအတွက်ဆိုလို့ရှိရင်လုံးဝ power source လို့တောင်ပြောလို့ရတယ် resolution အများကြီးနဲ့ photography အတွက်ဦးစားပေးတဲ့ဒါကင်မရာတစ်လုံးအနေနဲ့ကတော့ကျွန်တော်တော့ကတော့ကျွန်တော်အရင်တစ်ခေါက်လဲ A75 တုန်းကလည်း highlight သေးတယ်ဒါပေမဲ့တကယ်တမ်းလဲထွက်လာတော့ကျွန်တော်အရင်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဒီဓာတ်ပုံ line နဲ့မှာတော့ဒါ R series ကတော့တော်တော်များများကြိုက်ကြပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအခုချိန်ဒီမှာ R2 လေးကိုသုံးလုံးပဲပေါ့နော်ကျွန်တော် R2 လေးဆိုရင်တော်တော်ကိုစုပ်ပြတ်တက်နေပြီကျွန်တော်အဲ့ဒါ silicone လေးအုပ်ပြီးတော့သုံးတယ်ဘာလို့လဲဆိုလို့ရှိရင်သူ့ရဲ့42 megapixel လေးနဲ့မသိဘူးဗျR series တွေကထွက်လာတဲ့ဒီဓာတ်ပုံကလေဘာလို့လဲတော့မသိဘူးအဲ့လိုမျိုးပုံမှန် hybrid camera တွေပုံမှန်ဟွာတွေကနေထွက်လာတဲ့ပုံတွေကိုမတူဘူးပေါ့ဗျာဆိုတော့အဲ့အကြောင်းမို့လို့ကျွန်တော်ကဒီ R series ဆိုရင်ကျွန်တော်ဓာတ်ပုံရိုက်ဖို့အတွက်ဆိုလို့ရှိရင်ညှိုးပေးတတ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခါကျွန်တော်ပြောသလိုပဲကျွန်တော်အကိုတွေအာကီလည်းရှိသလိုဓာတ်ပုံနာမည်ကြီးဓာတ်ပုံဆရာတွေတော်တော်များများကလည်းဓာတ်ပုံရိုက်မယ်ဆိုသူတို့ R series ကိုပဲကြိုက်ကြတယ်ပေါ့နော်ဆိုတော့ဒီ R6 ကတော့မျောလင်းသလိုမျိုးထွက်လာရင်တော့မိုက်တာပေါ့ဒါပေမဲ့ကျွန်တော်ပြောသလိုပဲ 90% လောက်ကတော့သိကြပါတယ်ဘာလို့လဲဆိုတော့သူတို့ပြောထားတာကိုကဒီ storm rumor တွေအရဆိုလို့ရှိရင်တော့မေလပေါ့နော်ဒီနောက်လမေလရဲ့ဒီလာဝက်လောက်မှာထွက်မယ်လို့တော့ပြောနေတယ်အတီဓာတ်ပုံဆရာအကိုတွေဘယ်သူဝယ်မလဲပေါ့နော်ကျွန်တော်တို့ကတော့သိတဲ့အတိုင်းပဲဓာတ်ပုံကနည်းနည်းပါးလောက်ပဲ event လောက်ပဲမှတ်တမ်းလောက်ပဲရိုက်တဲ့လူတွေဆိုတော့ဝယ်ပြမှာတော့မဟုတ်ဘူးပေါ့ဝယ်ပြမဲ့လူတွေမှာပဲကျွန်တော်တစ်ချက်မေးကြည့်မယ်ပေါ့နော် SMB လားကောင်းလားဒါပေမဲ့လည်းကျွန်တော်တို့အခု YouTube မှာလည်းထွက်လာမယ်ဆိုလို့ရှိရင်တော့ဒါအကုန်လုံး YouTuber တွေအကုန်လုံးလည်းပြောပြကြမှာပါပဲကျွန်တော်ကတော့67ပဲထင်တာပဲကျွန်တော်80ကြီးကတော့မဖြစ်နိုင်ဘူး67 megapixel နဲ့ sensor ကလည်းဒါ mighty step sensor ဖြစ်မယ်ပြီးတော့သူ့ရဲ့ Bionic HR2 ကလည်းကျွန်တော်တို့ next generation ပေါ့နော်ပြောမယ်ဆို generation အသစ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဓာတ်ပုံစရာတွေကတော့တေချာပေါက်စဉ်းစားတင်တယ်လို့ထင်တယ်ပြီးတော့နောက်တစ်ခုကအဲ့ဒီခုန 8K ဆိုတဲ့ကိစ္စကြီးပေါ့နော်အဲ့ဒါကြီးကတော့ဘယ်လိုလာမလဲတော့မသိဘူးကျွန်တော်ခုနပြောသလိုပဲ video raw မရဘူးပြီးလို့ရှိရင်ကျွန်တော်တို့ထုံးစံတိုင်း video capability တွေမှာသူ့ဘာသူဘယ်လောက်ပဲကျန်းနေပါလိပြောကျွန်တော်တို့ video line ကကင်မရာတွေ FX တွေကိုတော့ရှင်းနိုင်မှာမဟုတ်ဘူးစောင့်နေတာကျွန်တော်R6 ထွက်လာရင်ဝယ်မှာဆိုတဲ့လူတွေလည်းတစ်ချက်ပြောပြပါအောင်ဝယ်ကြမှာလားပေါ့နော် rumor တွေအရဆိုရင်တော့တကယ်ရောဝယ်ဖို့တော့ worth it ဖြစ်ရလားတန်ရလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဘာထူးမှလည်း61 megapixel နဲ့sensor ကလည်းအဲ့လောက်ကွာတာမဟုတ်ဘူးဘာညာဆိုလို့ရှိရင်တော့ R5 လေးပဲစက်ကင်မယ်ဆိုတဲ့လူကလည်းတက်ရှိမှာပေါ့နော်ဆိုတော့ပြောကြည့်အောင်ဘယ်လိုထင်လဲ R6 ကတကယ်ပဲကျွန်တော်ပြောသလိုမျိုး rumor တွေနဲ့ထွက်လာမယ်ထင်လားဒါမှမဟုတ်လို့ရှိရင်75တုံးကလိုပဲနည်းနည်းလေး
ဟိုတိတ်မကြိုက်ဘူးပေါ့နော်ဥပမာကျွန်တော်တို့ဆိုရင်ပြောမယ်ဆိုရင်အဲ့လို open gate မဟုတ်တာတွေဘာတွေနောက်တစ်ခုအားနည်းချက်တွေရှိရဗျာဆိုတော့အဲ့လိုပုံစံမျိုးနဲ့ပဲထွက်လာမယ်လို့ထင်လားcomment မှာဝင်ပြီးတော့ဝင်ရေးသွားလို့ရပါတယ်ပြီးတော့ okay beginner တွေအနေနဲ့သိချင်တာတစ်ခုခုရှိရင်လည်းကျွန်တော်ကိုမေးလို့ရပါတယ်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်